အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့တော့အခုလိုပူအိုက်တဲ့ရာသီဥတုနဲ့ရန်ကိုလိုက်ဖက်ညီပြီးထမင်းစားလို့အရန်မိန်နဲ့ဟင်းလေးတစ်ခွက်ချက်စားဖြစ်ပါတယ်ပါဝင်ပစ္စည်းလေးတွေနဲ့မိတ်ဆက်ပေးပါမယ်ချက်သားလေးကတော့မြန်မာချက်ကအယူပါတော့လေအိမ်ကမျိုးသားမစားတော့စီပီချက်လေးသုံးထားပါတယ်ပုံမှန်ကတော့မြန်မာချက်ကလေးနဲ့ချိန်ပို့ပြီးတော့စားကောင်းပါတယ်စပယ်လေးချင်းထောင်းလာတာလေးရယ်စစ်တမျိုးထောင်းလာတာလေးရယ်မယုတ်သီးစိမ်းဓာပြရိုက်ထားတာလေးရယ်စိမ်းစားငပိလေးအနေငယ်ချက်သွန်ကြီးစိတ်ထားတာလေးရယ်ပင်စိမ်းအနေငယ်လိုအပ်ပါတယ်ဒါလေးကတော့မယမ်းများ6လေးကိုရေးစိမ်းထားတာပါအဲ့ဒါလေးကိုသုံးပြီးချက်ရင်အရန်စားကောင်းပါတယ်ဟင်းကျင်သီးလေးကို6စိတ်စိတ်ထားတာပါဘာဝင်ပစ္စည်းလေးတွေမိတ်ဆက်ပြီးပြီဆိုတော့စားချက်ကြမယ်နော်ခဲဦးပူလာရင်စီထည့်ပေးပါမယ်စီကလည်းနည်းနည်းလေးပဲသုံးရမယ်နော်ဒီဟင်းလေးကစီလဲနေပြီးတော့ကျမရင်လည်းအထူးသင့်လျော်ပါတယ်စီလေးပူလာပြီဆိုရင်ခုနထောင်းထားတဲ့ဂျင်းနဲ့ကြက်သွန်ဖြူလေးတွေကိုစီတက်ပေးပါမယ်ဂျင်းနဲ့ကြက်သွန်ဖြူလေးတွေထည့်ပြီးသွားရင်စနစ်မုတ်လေးနဲ့ငယ်ထည့်ပါမယ်စနစ်မုတ်ကတော့ကိုကြိုက်တဲ့လောက်လေးပေါ့ချိန်ပြီးထည့်ပေးပေါ့နော်ပြီးရင်အနံလေးမှုှလောက်အောင်စီတက်ပေးပါမယ်ပြီးရင်စိမ်းစားငပိလေးကိုထည့်ပြီးတော့စီတက်ပေးပါမယ်စိမ်းစားငပိကိုဒီတိုင်းထည့်လိုက်အနံထွက်မှာဆိုလို့စီတက်တဲ့အခါမှာတခါတည်းထည့်တက်ပေးပါမယ်စိမ်းစားငပိလေးတွေကိုခြေပြီးတော့စီတက်ပေးပါမယ်နက်မှုှလာရင်ကြက်သားထည့်ပါမယ်ကြက်သားလေးတွေကိုလည်းချားနှက်ဆက်အောင်လုံးပြီးတော့မှွေပေးပါမယ်အဲ့ဒါမှပဲကြက်သားလေးရပွားစီမဖြစ်ပဲနဲ့ကြစ်လေးနဲ့စားကောင်းပါပါပြီးရင်ကြက်သားတင်းပြီဆိုရင်ရေထည့်ပေးပါမယ်ရေကတော့လေကိုကြိုက်တဲ့လောက်ပေါ့ကိုစားချင်တဲ့လောက်ရေအနည်းများချိန်ပြီးထည့်လို့ရပါတယ်အိမ်မှာတော့လေတောက်ဆန်းလေးစားတာကြိုက်တယ်ဆိုတော့ရေလေးကိုတော့ပိုထည့်ထားပါတယ်ပြီးရင်စားထည့်ပါမယ်အရသာမုတ်လေးထည့်ပါမယ်ပြီးွားရင်ရေစူလာအောင်လို့အဖုံးလေးအုပ်ပြီးတော့တည်ထားပေးပါမယ်စူလာပြီဆိုရင်ခုနကအစင်းနဲ့ပြင်ထားတဲ့ပါဝင်ပစ္စည်းလေးထည့်ပါမယ်စပယ်လင်းကြက်သွန်နီမြုပ်သီးစိမ်းလေးထည့်ပါမယ်ခုနလို6စိတ်ထားတဲ့ခင်းကျင်သီးလေးတွေထည့်ထားပါမယ်ပြီးရင်နည်းနည်းမှွေပေးပြီးတော့ဟုံးလေးပြန်အုပ်ပြီးတော့ကြက်သားရည်နူးရဲ့တီကိုတည်ထားပေးပါမယ်ပြီးရင်ကြက်သားလေးနူးမနူးဆုံးလေးနဲ့ထိုးကြည့်လိုက်ပါမယ်ကြက်သားလေးနူးလာပြီဆိုလို့ရှိရင်ခုနကစိန်ထားတဲ့မကြီးမယမ်းပြားလေးပေါ့နော်မယမ်းပြားလေးကိုလက်ကလေးနဲ့ဖြစ်ပြီးတော့အရေထွက်တဲ့ဒီနေပြီးတော့မယမ်းပြားလေးထည့်ပေးပါမယ်ဒီချာလေးနေပြီးမှပဲအချင်းရည်လေးထွက်မှပို့ပြီးတော့စားကောင်းပါပါမယမ်းပြားလေးစိန်နာတာလေးထည့်လိုက်ပါမယ်ပြီးွားရင်မှုေပြီးတော့အဖုံးလေးပြန်အုပ်ပြီးတော့9မိနစ်လောက်အချင်းရသာထွက်အောင်တည်ထားပေးပါမယ်9မိနစ်လောက်ကြာရင်အဖုံးလေးဖွင့်ပြီးတော့ပြန်ကြည့်လိုက်ပါမယ်ပြီးရင်အရသာလေးပေါ့ငယ်မြည်ကြည့်ပါမယ်ပေါ့ငယ်ရတာနေတော့ပဲဆိုရင်ပင်စိမ်းလေးအုပ်ပေးပါမယ်ပင်စိမ်းမကြိုက်တဲ့လူတွေကတော့လေပင်စိမ်းစားနည်းနည်းပင်လေးအုပ်ပေးလဲစားလို့အရင်ကောင်းပါတယ်အနက်မွေးစေဖို့အတွက်ပါပင်စိမ်းလေးအုပ်ပြီးသွားရင်ငရုတ်ကောင်းလေးလည်းအနည်းငယ်ထည့်ပါမယ်အဲ့ဒါဆိုရင်တော့အရန်ကိုစားလို့ကောင်းပြီးတော့ထမင်းမိတ်စီတဲ့ရာသီစားကြက်တောက်ဆန်းဟင်းရည်လေးရပါပြီရှင်အခုလိုဒီလောက်အစားအနေအဆုံးထိကြည့်ပြီးတဲ့တူတောက်တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ရှိပါတယ်ရှင်